ပြောရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဘိုးကျော်ဟာမလ6ရက်မွန်လွယ်ပိုင်းမှာလဲဝေးမြို့နယ်မဒန်ဆယ်ရီတောက်စနစ်စိုက်ပျိုးရေးပေးဝင်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူများကမဒန်ရေလောင်တမန်မှရေပေးဝေခြင်းမပြုမီအဆိုပါရေလောင်တမန်နဲ့ရေလွှဲဆယ်ကြားရှိစီးဝင်ရေများနဲ့နှွေစပါးကြိုတင်စိုက်ပျိုးထားရှိမှုအခြေအနေများအခုနှစ်အတွင်းနှွေစပါးနဲ့နှွေသီးနှံစိုက်ပျိုးဖို့ရာထားဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြကြရာဒုတိယဝန်ကြီးကသီးနှံများတအေးကားချင်းအထွတ်နှုံတိုးတက်ရေးဆွေးနွေးပြောကြားပါတယ်ဆက်လက်ပြီးဒုတိယဝန်ကြီးဟာဥတ္တရာသီရိမြို့နယ်ဖောင်းလောင်ဆယ်ရီတောက်ဧရိယာအတွင်းအခုနှစ်ရာထားစိုက်ပျိုးလျက်ရှိတဲ့နှွေစပါးဧက950စိုက်ပျိုးရေးပေးဝင်နေမှုကိုကြည့်ရှုစစ်ဆေးပြီးဒေသခံတောင်သူများနဲ့တွေ့ဆုံကနေပြည်တော်ကောင်စီနယ်မြေကိုစိုက်ပျိုးမွေးမြူရေးကံကြောင့်ဗတ်စုံဖွံ့ဖြိုးတိုးတက်ရေးစံနမူနာပြဆောင်ရွက်လျက်ရှိသလိုစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ရေးနဲ့တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဦးစားပေးလှုံ့ဆော်လျက်ရှိကြောင်းအခုနှစ်စိုက်ပျိုးမယ်နှွေစပါးရာချဧရိယာများမှာပုံမှန်စိုက်ပျိုးတဲ့စပါးမျိုးများအပြင်ဝန်ကြီးဌာနမှသုတေသနပြုထုတ်လုပ်ထားတဲ့အောင်နိုင်တိုးစပါးမျိုးပါတဲ့အတွက်ကြောင့်အဆိုပါစပါးမျိုးများအထွတ်နှုံကောင်းခြင်းပြည်တွင်းပြည်ပဈေးကွက်ဝင်အရှိအသွေးရှိခြင်းယောဂပိုးမွှားတန်ခံနိုင်ခြင်းတက်လျင်စပါးမျိုးဖြစ်ခြင်းတို့ကြောင့်တောင်သူများကြဲကြဲပြန့်ပြန့်သိရှိအသုံးပြုစိုက်ပျိုးသွားစေဖို့အတွက်ပညာပေးတရုပ်ပြဆောင်ရွက်ကြဖို့ဆွေးနွေးပြောကြားပါတယ်အဲဒီမှာတစဉ်ဒုတိယဝန်ကြီးဟာဥတ္တရာသီရိမြို့နယ်ဇလောင်းကျေးရွာအနီးစင်လိုငန်းဆက်ကန်ရေဝင်ရောက်မှုအခြေအနေရေလောင်ကန်ရေတကာကြန့်ခိုင်မှုအခြေအနေနဲ့နှွေစပါး85ဧကနဲ့နှွေအခြားသီးနဲ့35ဧကစိုက်ပျိုးရေးပေးဝင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ရှင်